Hello အလုံးပဲမင်္ဂလာပါဒီနေ့မျက်နှာချက်စာနဲ့ဟင်းရတော့ဝတ်သားနဲ့ဖယုံရွက်ပဲဖြစ်ပါတယ်ဟင်းချိုရည်လေးချက်ထားပါတယ်အရင်ဆုံးတော့ဝတ်သားအရင်ပြုတ်နော်အရင်ပြုတ်ထားရမှာပေါ့နော်ဒီမှာဖယုံရွက်ကိုပြန်ထည့်ရပါတယ်အဝန်လေးဟာပစ္စည်းတွေကတော့စားနဲ့အရတာမုံချင်းတို့ပဲဖြစ်ပါတယ်ဒီလိုမျိုးအနေထားရပြီဆိုရင်တော့ရပါပြီအခုတော့ချက်တော့ပဲဖြစ်ပါတယ်အရွက်ကအရင်ပြော့သွားရင်လည်းစားလို့မကောင်းဘူးပေါ့နော်အခုတော့စားလို့တူနဲ့တော့စားစရာပေါ့နော်ခရမ်းချင်တီမြုပ်တီထောင်းပါမယ်အရင်ဆုံးမြုပ်တီအကြီးကိုအရင်ပြုတ်ပေးရပါမယ်အကြီးရပြီဆိုမှမယုတ်တီနဲ့ခရမ်းချင်တီတသေးလေးဟာပေါ့နော်အဲ့ဟာတွေပြန်ပြုတ်ပေးပါမယ်ဒီဟာပြုတ်တဲ့ချိန်မှာပေါ့နော်ရေခမ်းတဲ့အထိပြုတ်ပေးရပါမယ်ခုတော့ရေခမ်းလာပြီပေါ့နော်ဒီလိုအနေထားဆိုရင်တော့စားထောင်းလို့ရပါပြီပေါ့နော်စက်သွန်ဖြူနဲ့ရုပ်တီကိုအရင်ထောင်းပါမယ်နန်းပြီးရှိရင်တော့နန်းပြီးထည့်ပိုးပြီးမှမွေးပြီးစားလို့ကောင်းပါတယ်စားအချိုမုံအရတာမုံထည့်ရပါမယ်ရုပ်တီထောင်းမှာအချိုမုံတွေပေါမှပိုးစားကောင်းမှာပေါ့နော်ညက်အောင်ထောင်းပေးရပါမယ်ငရုတ်တီနဲ့ချက်သွန်ဖြူညက်ပြီးဆိုရင်တော့ခင်းချင်တီလည်းပြန်ထည့်ထားလို့ရပါပြီအဲဟာပြီးရင်တော့ခုနပြုတ်ထားတဲ့ဝတ်သားနဲ့အရွက်တွေနဲ့ဒီမြုပ်တီထောင်းနဲ့တူစားရင်အရန်ကိုမွေးတဲ့အရန်ကိုစားလို့ကောင်းပါတယ်ငရုတ်တီရဲ့အရာတော့ချင်းဆက်လေးရမှာပေါ့နော်အားလုံးကြည့်စစ်တင်ပါတယ် See you next video